36လမ်းကိုစွန်ပတ်ပြောလိမ့်စာမသိဘူးဒီမှာရှင်းနေရလေပြဿနာယူရဲမိုက်ကိုလက်ကိုနဲ့စောက်ခဲ့တဲ့လေရဲ့အိမ်လေးတောင်မှသွားပြီးသတိရအောင်ဟယ်လိုပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ဒီနေ့တော့ပူတင်တို့မြို့ထဲကိုရောက်နေရပါတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုတွေ့ထားတာမလို့ဒီနေ့ပူတင်တို့အဲ့နေရာကိုသွားကြမှာပေါ့နော်ပူတင်နဲ့အတူတူတငယ်ချင်းတယောက်လည်းပါတယ်ဒါကတော့ဂျာကြီးပါထုံးစံအတိုင်းသိပြီးသားပေါ့နော်ပူတင်ရဲ့တငယ်ချင်းကလည်းကိုနဲ့ creator တယောက်ပဲအဲ့တော့မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကတော့ဇွေးပါလို့လို့ဆိုတော့ personal vlog နဲ့ပေါ့နော် travel vlog ကိုအဓိကလုပ်နေပါတယ်ဆိုတော့အဲ့ဒါနဲ့တွေ့ရဝမ်းသာပါတယ်ခင်ဗျာအဲ့တော့ Putin vlog လေးကြည့်နေဆိုလို့ရှိရင်သူ့ရဲ့ page link တွေပါလေအောက်မှာချထားပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့ Putin တို့အဲ့နေရာကိုသွားကြပါမယ်အားလုံးပဲ Putin နဲ့တူတူဆက်လက်ပြီးတော့ like ခဲ့ပေးကြပါအခုဆိုရင်တော့ Putin တို့ဒီမှာသွားနေပါပြီလမ်းမှာပါဒီဆိုင်ကကွာ36လမ်းမှာလို့တော့ပြောတယ်အဲ့ဒါ36လမ်းပေါ့နော်36လမ်းတော့ရောက်နေပြီ36လမ်းအပေါ်လားအောက်လားမသိဘူးတင်းတို့လည်းနဲ့လမ်းပြောင်းနေပါတယ်အခုဆိုရင်တော့ဒီမှာသူတို့နှစ်ယောက်ဓာတ်ပုံရိုက်နေကြတာဖြစ်ပါတယ်နောက်က view ရတော်တော်လှဒီမှာလေဒီ online နဲ့ဒီမှာကြည့်လိုက် view ကတော်တော်လှတယ်ဒီနေရာကလေဓာတ်ပုံရိုက်လို့အရန်လှတယ်ဒီမှာမျိုးတော့ဒီလမ်းကြားမှာလည်းလို့ဓာတ်ပုံရိုက်တဲ့လူတွေရှိတယ်ဒီလမ်းကြားကလည်းဓာတ်ပုံရိုက်လို့အရန်လှဒီနေရာကိုရောက်လို့ရှိရင်ကိုဆိုင်ကိုမသွားခင်အရင်လို့ဒီမှာဓာတ်ပုံရိုက်ဒီ site ကြီးဆိုတော်တော်လှတယ်ဒီမှာဒါဆိုရင်တော့ဒီမှာလွတ်လပ်ရေးကြောက်တိုင်ဘနူးလာပန်းချံပေါ့နော်ဒီမှာဒီတိုက်ကြီးကတော်တော်လှတယ်ခုနှစ်ယောက်ကတော့မှဓာတ်ပုံရိုက်နေကြတယ်ဒီနေ့ကတော်တော်လေးလှတယ်ဒီလမ်းလည်းအတူတူပဲဒီအဆောင်အုံကြီးရှိရဲ့ဘေးနာလမ်းဒီလမ်းထဲမှာလည်းဓာတ်ပုံရိုက်လို့တော်တော်လှတယ်ဒီမှာဒီကိုရောက်လို့ရှိရင်ဓာတ်ပုံရိုက်ပြီးရင်ခုနကဆိုင်ကိုသွားဒီမှာ36လမ်းရောက်နေပြီပေါ့နော်ဒီမှာက1 stop match ရှိရဲ့အဲ့ဒီရှိတဲ့လမ်းမှာပေါ့နော်အခုဆိုရင်တော့ဒီမှာဘူတင်းတို့ရောက်လာပြီ36လမ်းပေါ့နော်36လမ်းဒါအလဲလို့ထင်တယ်ဒီမှာဟိုကလဲ1 stop မှရှိရ1 stop မှအရှိတက်တယ်ပဲဘူးတင်းတို့ဒီဆိုင်အောင်လာအဓိကပကြီးပေါ့နော်ဘူးတင်းကလည်းပကြီးဆွဲရဆိုတော့ပကြီးလေးတွေစိတ်ဝင်စားဒီမှာဆိုလို့ရှိရင်ပကြီးကားတစ်ချက်ကို9000ကနေစရှိရပေါ့နော်9000 1000ပြီးရင်6000 9000 8000အဲ့လိုမျိုးတွေစားရှိရပေါ့နော်ဒါပေမဲ့လေသူ့ရဲ့9000နန်ကလည်းလေတော်တော်လေးပေးရတဲ့ဈေးနဲ့မတန်တော့အောင် quality တော်တော်လေးကောင်းပြီးတော့လှတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ငပြောသီးပုံကအဲ့ဒါ6000ပေါ့နော်သူက campus ပေါ်မှာဆွဲထားတာသူကတော့ဘောင်းလေးပါတွေထည့်ဖို့မလိုဘူးပေါ့နော်ဒီတခါတည်းနန်ရံမှာချိတ်လိုက်ရုံပဲကျွန်တော်ကတော့ဘနာနာမို့လို့မကြိုက်ပါဘူးဆိုတဲ့လူတွေအတွက်အနောက်မှာဒီမှာရှူခင်းနော်ရှုခင်းပုံတွေအိမ်ပုံတွေအများကြီးရှိပါတယ်လို့ပကံဖျားပုံတွေလည်းရှိတယ်နော်ပကြီးဝါသနာရှင်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်9000 1000 6000ကျော်ဆိုတာကဒါတော်တော်လေးတန်တဲ့ထဲပါတယ်ပေါ့နော်ပုံလေးတွေကလည်းတော်တော်လေးလှပါတယ်ကိုတင်းစိတ်ဝင်စားတဲ့အပိုင်းကဒါပေါ့နော်ဒီပကြီးကားတစ်ချက်ကိုခြေနဲ့ရေးဆွဲရဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တခါမှလည်းမတွေ့ဘူးတော့ကိုတင်းအရင်စိတ်ဝင်စားပြီးတော့အဲ့ဒါနဲ့လာကြည့်ရဖြစ်ပါတယ်အားလည်းအပိတ်ခဲ့ပါတယ်ဦးလေးကတောင်ကြီးကလာတာတဲ့ကြုံလုံးဆက်စုခဲ့လိုက်ပြီးတယ်ဒီမှာဆိုလို့ရှိရဲ့ဒီမှာကိုလေးပြစရာရှိလို့ဒီပုံလေးတွေဆိုရင်6000ပေါ့နော်အိမ်ပုံလေးဒီအိမ်ပုံလေးကိုမြင်ပြီးတော့ဘာသွားသတိရလဲဒီလားသူနဲ့ကိုနဲ့စောက်ခဲ့တဲ့လေရဲ့အိမ်လေးတောင်မှသွားပြီးသတိရအောင်သေးသားကြတော့ကွာ acrylic နဲ့ဆွဲထားတာဆိုတော့ तू ကမပြတ်ဘူးမပြန့်ဘူးပြီးတော့ဒါပေမဲ့ရေတော့အထိမခံဘူးเนาะရေဆိုလို့ရှိရင်ရေရှိတဲ့နေရာဆိုလို့ရှိရင်မှုတွေပါတက်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ရေမထိသေးဘာမှမဖြစ်ပါဘူးဒါလေးတွေကတော့ဦးတီကြီးဆွဲထားတဲ့လက်ရာလေးတွေပေါ့နော်ဦးတင်းတို့သွားတဲ့ချိန်ကတော့ညနေပိုင်းဆိုတော့နေနေနဲ့အေးတော့အေးစစ်စစ်ရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့လေဆိုင်ကတော့သူကပိတ်ရက်မရှိအစိုးရဖွင့်တယ်ပေါ့နော်ဦးတင်းထင်တယ်တနာရီနောက်ပိုင်းလောက်ကစပြီးဖွင့်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီချိန်တော့ဦးတင်းတို့အရန်နေပြီးတော့တခြားတနေရာသွားပြီးတော့မှဒီဆိုင်ကိုပြန်လာရွေးတာပေါ့နော်အဲ့ဒီတော့တကယ်လို့လေတင်းလိုမျိုးပကြီးဝါသနာရှင်တွေဒါကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုဦးတင်းလိုမျိုးညနေအေးစစ်စစ်နေအေးတဲ့ချိန်မှာလာရင်တော့ကိုကအေးစစ်စစ်လေးရွေးရတယ်ပြီးတော့လေပကြီးကိုအေးစစ်ခံစားလို့ရတယ်တကယ်လို့မလာခင်ဖုန်းကြိုဆက်ချင်တယ်ဆိုလို့ရှိရင်လည်းဦးလေးရဲ့ဖုန်းနံပါတ်ကိုဖူတင်းဒီမှာချထားပေးပါတယ်ဒီထဲမှာလေပုံတွေအများကြီးရှာနေဘယ်ပုံကိုကြိုက်ပုံလေးကြိုက်တယ်ဒီပုံလေးတွေကြိုက်တယ်လင်းလို့ပုံလေးကြိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်လည်းအဲ့လိုနေဘက်ကပဲလာဆိုတော့ဒါဒလေးကိုပေါ့နော်ပြန်ပြီးတော့အဲ့လိုမျိုးတောဒလေးကိုပြန်ပြီးတော့တတိယစီရဒီပုံလေးတော်တော်လေးမိုက်တယ်တော်တော်လေးလာလာပြီးတော့လေ color black and white ပဲသုံးတာဆိုတော့အရင်မိုက်တယ်အရင်မိုက်တော့သူကဘယ်လောက်9000ပဲရှိတယ်9000ပဲရှိရနော်တော်တော်တန်တာပဲပုံလေးတွေလာရွေးလိုက်တော့လေမကန်နာပဲမှာလို့လိုက်တော့ရောက်သွားရဲ့ပုံစံပဲပေါ့နော်ကိုယ်တိုင်ကိုရောက်သွားရဲ့ဒီလိုမျိုးခံစားရတယ်ဆိုတော့အခုဆိုရင်တော့ဒီမှာရွေးပြီးသွားပါပြီသူတင်းကတော့ဒီဟာလေးပေါ့နော်စောဒလိအဲ့ဟာလေးယူထားတယ်ဆွဲယူထားတဲ့ဟာပြသူကအဲ့ဒါလေးယူထားတယ်ကျောင်းတင်မယူထားလဲ
ဘာအမလေးအကြရရဆိုတော့နွနှစ်နှစ်လောက်နေကြပန်းယူထားပါတယ်။င်းတို့ယူထားတဲ့ဟာတွေအကုန်လုံးက9000ကိုကျော်စင်ဟာ1000ထင်တယ်နော်။ပန်းကကိုကျော်စင်ယူထားတဲ့ပန်းကတော့1000ပေါ့နော်။ဒီပန်းလေးတွေက1000အဲ့တော့ဒီမှာဒါပြောရရင်လည်းနည်းဘယ်လိုပြောမလဲတက်တာရပေါ့နော်။အဲ့တော့ကုတင်းလိုမျိုးဒီမှာပကြီးဝါသနာပါတဲ့လူတွေပကြီးဝဲခြင်းနဲ့ဆိုလို့ရှိရင်ပကြီးဆွဲရလည်းကြည့်ခြင်းနဲ့ပကြီးတွေပါတွေဝါသနာပါတယ်ဝဲခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာကိုလာပြီးတော့ဝဲလို့ရပါတယ်အဲ့တော့ဒီနေ့ပူတင်းရဲ့ vlog လေးကတော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဲ့တော့နောက် vlog မှာပြန်တွေ့ကြပါမယ် bye bye